ကျွန်တော်ဒီမှာ Glow fruit အတူကိုစောပြသွားမှာဖြစ်ပါတယ် Glow fruit အတူဆိုတာကျွန်တော်တို့ဒီကနေ့ဆိုတယ်မှာကြည့်တန်းပါအောင်ပါလေခုနေရပါလောက်လိုက်ဒါပေမဲ့ကျွန်တော်တို့ကအဲ့တင်ဆုံးမှာမဟုတ်ပါဘူးဒီတော့ဘာလို့ခုလိုမှကျွန်တော် rubber fruit ကိုစားထားပါတယ်အဘရိုးတိကြပဲထင်ပါတယ်ကျွန်တော်ဒီနေ့မှာ rubber fruit ဒီနှစ်ခုပွင့်အောင်လုပ်မှာပဲဖြစ်ပါတယ် SK ကိုတော့နံပါတ်1 125နံပါတ်2 225ရှိပါတယ်အဲ့လိုရှိပါတယ်နောက်ပြီးရင်ကျွန်တော်အကြာကြီးရိုက်မှာပဲဆိုတာတော်ကြပါ2နာရီ2နာရီအရာ200အမလုံးရှိနေကြိုးရမရ2နာရီရမှာပဲလူတွေဝင်နေဒီတွေကကျွန်တော်တို့မလို့ကျွန်တော်မင်းနေပုံကိုမြင်ထားတယ်ဟာကျွန်တော်ထားတယ်အော်ဒီညချတယ်ဒီမှာချလိုက်တာကျွန်တော်ထားတယ်အဲ့တော့တော့နိုင်နေနေတယ်နိုင်နေတယ်အဲ့ဒါ